နာစနေကြတော့မိတ်ဆွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ဆက်ပါတယ်လောကမှာလူရည်လို့ဖြစ်လာရင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ထိုအကြောင်းအရာတွေများစွာထဲမှာကျွန်တော်တို့ဟာဒီကလောကကြီးထဲမှာမွေးဖွားလာပြီးတနေ့အသက်ဝိညာဉ်ခန္ဓာတွေကထွက်သွားရင်တနည်းအားဖြင့်တည်သွားရင်ကျွန်တော်တို့ဝိညာဉ်ဘယ်စီကိုသွားမလဲဆိုတဲ့မေးခွန်းနဲ့အဖြေကိုတိတိကျကျသိထားလျက်အသက်ရှင်စဉ်ခါမိမိရဲ့ဝိညာဉ်အတွက်ပြင်ဆင်ထားဖို့လိုပါတယ်။အသက်ရှင်စဉ်ခါမှာပဲပြင်ဆင်ထားနိုင်ရွေးချယ်ထားနိုင်တာဖြစ်ပါတယ်။အသက်ဝိညာဉ်ခန္ဓာနဲ့ကင်းကွာသွားတဲ့အချိန်တည်သွားရင်တော့ပြင်ဆင်ဖို့အတွက်အချိန်ကနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။တည်ခြင်းဆိုတာကလေးလူငယ်လူပြိုအိုအရွယ်အားလုံးရင်ဆိုင်ရနိုင်ပါတယ်။အပြစ်တရားအဖြစ်တည်ခြင်းတရားဝင်လာခြင်းဖြစ်ပါတယ်။ဘုရားစကားနားထောင်သွားအဖြစ်အပြစ်ရောက်လာရခြင်းဖြစ်ပါတယ်အပြစ်ဆိုတာဘုရားစကားနားထောင်တာပြောတာလုပ်တာစဉ်းစားတာတွေဖြစ်ပါတယ်အပြစ်ရဲ့အခါတည်ခြင်းဖြစ်ပါတယ်ခန္ဓာတည်ခြင်းရှိသလိုဝိညာဉ်ဟာလည်းတက်နှစ်လောင်သောမိအိုင်ထဲမှာမိမိတို့အဖို့ကိုပြင်ဆင်ရနိုင်ပါတယ်ထိုနေရာကအပြစ်ရှိတဲ့ဝိညာဉ်သွားရမယ့်နေရာဖြစ်ပါတယ်နောက်တနေရာကတော့ပေပင်းမရှိစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းမရှိတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့ဟာတမျိုးနဲ့တမျိုးကိုကူးတန်းသွားလိုက်ရေးလွယ်ကူအောင်ဆိုင်ကယ်ကားစပင်းလမ်းလျှောက်ခြင်းစသဖြင့်အသုံးပြုပြီးသွားလို့ရနိုင်တယ်လို့တနိုင်ငံနဲ့တနိုင်ငံနီးကပ်ရင်တော့ကားစပင်းဆိုင်ကယ်တွေသုံးပြီးရှောင်နိုင်ပါတယ်ဒါပေမဲ့တနိုင်ငံနဲ့တနိုင်ငံဝေးနေရင်တော့လေယာဉ်ပြန်တွေသုံးပြီးမှပဲရောက်နိုင်မှာဖြစ်ပါတယ်အာကာသတရားလိုမျိုးလကဘာတို့အင်္ဂါဂျိုတို့လိုမျိုးသွားမယ်ဆိုရင်တော့အာကာသရှင်ပြန်တွေသုံးပြီးမှပဲသွားရောက်နိုင်မှာဖြစ်ပါတယ်။အိုနာတိချင်းကင်းဝေးတဲ့ဘုရားသခင်ရှိတဲ့နေရာကိုတော့သခင်ယေရှုဆိုတဲ့လမ်းအဖြစ်ပဲရောက်နိုင်ပါတယ်။သခင်ယေရှုကငါဒီလမ်းကြီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမြင်ပြုလင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရလို့ပြောထားခဲ့ပါတယ်။လူရဲ့ခန္ဓာကိုယ်ထဲမှာအရေးကြီးဆုံးအရာအစိတ်ပိုင်းကတော့အသွေးပဲဖြစ်ပါတယ်။ကိုယ်ခန္ဓာအသက်ဟာအသွေး၌တည်တာဖြစ်ပါတယ်။ဒါကြောင့်မို့အသွေးရတန်ဖိုးရှိတဲ့အရေးကြီးတဲ့အရာဖြစ်ပါတယ်ကျွန်ုပ်တို့ခန္ဓာကိုယ်မှာမြေကြီးပေတယ်ဆိုပါစို့ရေစင်းရင်ပြောင်းနိုင်ပါတယ်တန့်ရှင်းနိုင်ပါတယ်ဒီလိုပဲခန္ဓာကိုယ်မှာမြေကြီးမဟုတ်ပဲအခြားအရာတစ်ခုအိမ်တုပ်ဆေးပေတယ်ဆိုကြပါစို့ဒါဆိုရင်တော့ရေနဲ့ဆေးလို့မရတော့ပဲအိမ်တုပ်ဆေးဖြတ်တဲ့အရာတစ်ခုခုကိုသုံးမှသာလျှင်ရနိုင်မှာဖြစ်ပါတယ်မိမိခန္ဓာကိုယ်မှာရှိနေသောအပြစ်တွေကိုဆေးကြောတန့်ရှင်းဖို့အတွက်ဆိုရင်တော့ထိုရည်တွေနဲ့တော့မရနိုင်တော့ပါဘူးအသွေးမသွန်လောင်းပဲအပြစ်လွတ်ခြင်းမရှိဆိုသည့်အတိုင်းပဲကျွန်ုပ်တို့ခန္ဓာမှာရှိနေတဲ့အပြစ်တွေကိုတော့တန့်ရှင်းစင်ကြယ်သောအပြစ်မရှိသည့်အသွေးနဲ့ဆေးမသာလျှင်ရနိုင်မှာဖြစ်တာအတွက်ကြောင့်ဘုရားသခင်ကတပါးတည်းသောသားတော်သခင်ယေရှုကိုဤလောကကိုဆေလွတ်ခဲ့ပါတယ်ကျွန်ုပ်တို့အပြစ်တွေကိုကိုယ်စားသားတော်သခင်ယေရှုဖျားဟာလက်ဝါးကားတိုင်းမှာအသေးခံအသွေးသွန်လောင်း၍တစ်ကြိမ်တစ်ခါတည်းအပြစ်ကြွေးဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်သူဖြစ်ယခုတွင်အသွေးတော်အဖြစ်ဖြောက်မှတ်ရာသို့ရောက်ပြီးမှထိုသခင်အဖြစ်အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟုမျှော်လင့်စရာရှိပါလေထိုသားတော်သခင်ယေရှုဖျားဟာခမဲတော်ဤဘုဒ္ဓဟူအဖြစ်တည်ခြင်းမှာအသေးခံပြီး၃ရက်မြောက်သောနေ့၌ထမြောက်ခဲ့ပါလေသားတော်သခင်ယေရှုဖျား၏လက်ဝါးကတိုင်မှာအသေးခံအသွေးသွန်းလောင်း၏အပြစ်ကြွေးဆက်ပေးခဲ့ခြင်းကိုစိတ်နှလုံးဖြင့်ယုံကြည်၍နှုတ်ဖြင့်ဝန်ခံမယ်ဆိုရင်ကျွန်ုပ်တို့အပြစ်ကြောင့်တွေ့ကြုံရမယ့်တည်ခြင်းကန့်နှင့်ရောသောမိအိုင်ထဲမှာကယ်နှုတ်ခြင်းခံရမှာဖြစ်ပါတယ်ကျွန်ုပ်တို့ဟာလူပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ပေးသောမေတ္တာတွေအများကြီးရှိပါတယ်ဒီလိုပဲထိုသခင်ယေရှုခရစ်တော်ဖျားအားဖြင့်အပြစ်ကြွေးဆက်ပေးခြင်းဟာလည်းဘုရားသခင်ကကျွန်ုပ်တို့ကိုပေးသောဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဖြစ်ပါတယ်အသက်ဝိညာဉ်ပါရှင်ဖြစ်သောဘုရားသခင်ထံမှာကျွန်ုပ်တို့တွေအတူတူနေဖို့ထိုမေတ္တာအကြောင်းအရာတွေအဖြစ်မေတ္တာပို့သပါတယ်ကျမ်းစာသူရောက်စိတ်တိုင်းဘုရားသခင်ကောင်းချီးရှိပါစေ